忙来了，市场里边，人头啊。哦，ဒီ啦，市場ပြောတာ。ဟုတ်တယ် ဟောခက်ခဲဖြစ်နေလို့ပြောဒီရလား ဟုတ်တယ်ဟုတ်တယ် ဘလို့ဖြစ်ကြလား စစ်ဖြစ်လို့ပြေးရတာတာ စစ်ဖြစ်လို့ပြေးခဲ့တာ ဘယ်ကပြေးလာလဲဖွာ အန်တော်က ရင်းတော့ ကတိုင်းအန်တော် ကတာရင်းတော့ ဟောဒီအမလာပြလို့လေဖွာတို့ခက်ခဲဖြစ်နေလို့ပြောလို့ ဟုတ်တယ်တာ စားကြလည်းမရှိဘူးပြော စားကြလည်းမရှိဘူး ပြောတော့အားနဲ့ဝေးကနေလာခဲ့တာတာ စားကြလည်းမရှိဝတ်ကြလည်းမရှိဘူးတာ ဒီဘက်လာတော့အဖွာဟောဒီဟောသူရောလား ဟုတ်တယ်တာဟုတ်တယ်ညီမနှစ်ယောက် ဟောညီမနေရော အသက်ဘယ်လောက်ရှိပါလဲဖွာ 86အဖွာကြတော့ 90နဲ့ခွန် အတီးတွေကဘာလို့ပုတ်ခုနေရလဲဖွာ ရောက်မလို့ဆန်နဲ့လေးစားမလို့သမီး ဟောဒီဟာဆက်နဲ့လဲစားပါလား ဟုတ်တယ်တာ နေကြရရောအရှင်ပြေလား မပြေဘူးတာ မပြေဘူးဘယ်မှာနေတာလဲအခုက အိမ်ငါနဲ့နေတာတာကိုအိမ်ငါစီကလည်းပတ်စံမရှိဘူးနေစီကလည်းမရှိဘူးစားစီကလည်းမရှိဘူးတာ နေချာအိမ်တွေကဘာဖြစ်သွားလား မီးလောင်ကုန်တယ်တာ อ๋อมีหลองกงดา ဟုတ် อ๋ออินดอร์ဘက်ကနေပြောင်းလာဗောလေနော်อ๋ออินดอร์ဘက်ကနေဘာဖြစ်သွားတာ ပြောင်းသွားပြီလောင်လို့ လောင်လို့ပြောင်းသွားရဲ့อ๋อအိမ်နေ အဲ့တော့အိမ်ပြောင်းသွားပြီ အင်းတော်အိမ်နေပြောင်းသွားပြီ ဖွာကြည့်ခဲ့တယ် อ๋อအဲ့ဆိုဘယ်လိုလုပ်ကြမလဲဖွာတို့ကစိတ်ဆက် မတိတာတော့ဘူးထွက်ပြေးကုန်ကြပြီအိမ်ဒီပြားတွေဖြစ်လို့ သားသမီးတွေရော မရှိဘူး သား တာ သမီးလည်းသူတလားကိုတလားပြေးတဲ့ဟာပြေးဟိုပြေးတွေပြေးဘယ်ရောက်လို့ဘယ်ပေါင်မှမသိတ냐လည်းအဲ့လိုပါအပွားတို့လည်း อ๋อသားသမီးတွေနဲ့ရောစစ်ဖြစ်လို့တကွဲတပြားဖြစ်ကုန်တာဗောလေနော် ဖြစ်ကုန်တာပြက်တလက်ကအိမ်နေဖြစ်ကုန်တော့ อ๋อအခုကနေဖို့လည်းအဆင်မပြေလို့ဖြစ်နေတာဗောလေနော် စားဖို့လည်းမရှိဘူးတာနေဖို့လည်းမရှိဘူးစားဖို့လည်းမရှိဘူး ဟိုကခုံဆန်းချလို့ပြေးခဲ့ရတာမိတွေချို့တာ อ๋อ မိတွေချို့လို့ခုံဆန်းကြောက်တာတ냐ပေးတာ อ๋อ ဝိပုတ်ဝိစားလည်းမရှိဘူးလေနော်ဖွာ ရှိဘူးတာသမီး အဲ့ဒါအသက်ဘေးမှာလွတ်အောင်မလဲပြေးခဲ့ရတယ်အိမ်တွေကမိချို့ရှိကုန်သွားကြည့်ကြပါလားအင်းမေဘူး အခုလိုကြားရတာသားတို့လည်းစိတ်မကောင်းနေတော့အချင်းတီးရောက်မှဆန်လဲစားရမှာဆိုတော့စားဖို့လည်းအဆင်မပြေဘူးပြောလို့ဟိုစစ်ချောင်းနေရဆိုတော့ဒီအမလာပြလို့လေနော်ဆန်တဲ့ရဟိုလေနော်ပတ်ဆန်နှစ်သိန်းရောလူထားလိုက်မလေနော်အဖွားတို့အသက်ဖို့လေနော်အဖွားတို့လည်းစားဖို့အသက်ဖို့လေနော်စားဖို့တက်ဖို့အဆင်ပြေအောင်ဖို့လေနော် ချမ်းသာကြပါစေချမ်းသာကြပါစေ ကျမ်းမာပါစေချမ်းသာပါစေအာနလည်းကံပြီးကျမ်းပါစေအသက်ရာကျော်ရှိပါစေတဲ့အာနလည်းကံပြီးကျမ်းမာစေတက်ရှိပါစေပုံကြည့်ပါစေဒီကျမ်းရံနဲ့ကျမ်းမာကြပါစေချမ်းသာကြပါစေအာနလည်းကံပြီးအသက်ရာကျော်ရှိကြပါစေတော့ ဟုတ်ကဲ့ပါပေးတဲ့စုနဲ့ပြပါစေအခုအဖွားတို့ကြတော့ပေါ့လေနော်စားဖို့အဆင်မပြေလို့တဲ့စစ်ချောင်းလာရဆိုတော့ပေါ့လေနော်ဒီမှာအချင်းတီးရောက်ပြီးမှပဲဆန်လဲစားရမှာဆိုတော့ပေါ့လေနော်အခုဆိုရင်တော့ပေါ့လေနော်အင်းတော်ဘက်ကနေလာဆိုတော့ပေါ့လေနော်နေဖို့စားဖို့ကအစပေါ့လေနော်အဆက်ဆက်ရာခက်ခက်ဖြစ်ယုံတာမကပေါ့လေနော်အခုစစ်ဖြစ်တာဆိုတော့ပေါ့လေနော်သားသမီးတွေနဲ့ရောတကွဲတပြားစီနေရဆိုတော့တကယ်မြင်ကြရတာသားတို့လည်းစိတ်မကောင်းပါဘူးနော်အခုလိုအဆင်မပြေဒုက္ခရောက်နေတဲ့အချိန်မှာအခုလိုကုညီလူတန်းပေးကြတဲ့အလူရှင်တွေလည်းကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်အားလုံးစိတ်ကျမ်းမာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်နဲ့အမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်ဘာမှအားမငယ်နဲ့နော်ဖွားတို့သားတို့အဆင်ပြေပြန်လာမယ်နော်ကျမ်းမာရေးလည်းကြူးစားအောင်နော် ဟုတ်ကဲ့ကျေးဇူးတင်တဲ့တာကျေးဇူးတင်တဲ့နော်ချမ်းသာပါစေ ပိန်သွားပြီငါဝတယ် ဟုတ်ကဲ့ပါကျမ်းမာရေးလည်းကြူးစားအောင်လေနော်အသက်လည်းကြီးပြီဆိုတော့ တအားကိုပိန်သွား ဘာမှအားမငယ်နဲ့နော်သားသမီးတွေနဲ့မတွေ့ရနဲ့သားတို့အများရန်လာခဲ့မယ်လေနော် ကောင်း